မလေးနာမည်ဘယ်လိုခေါ်လဲ နာမည်ညီမလေးငိမ့်ပြူပါ အသက်ကဘယ်နှစ်နှစ် အသက်က30ပါ ညီမလေးလေးဒီမိစင်အောင်ကြောစေးပေါ့နော်မတောက်ခင်อ่ะပေါ့နော်လောကလက္ခဏာဘာလေးဖြစ်လဲဘယ်လိုကစဖြစ်တာလဲ လူကစဖြစ်တာလဲဆိုညီမဟိုဟာဒီကတော့ဗောနော်ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာလူကလေဟိုအေးပတ်မခံဘူးအေးဟိုဟာအေးပတ်လွယ်တယ်ပြီးတော့ဖျားလွယ်တယ်menstruation လာတဲ့အခါတိုင်းဆိုရင်ကိုကားနဲ့ပြီးတော့အဖျားလွယ်တယ်အဖျားဝင်လွယ်တယ်ပေါ့အဲ့ဒီနောက်ပိုင်းပြီးတော့ဟိုနေမကောင်းတာမှအဲ့ရထားလိုက်တော့ခေါင်းတွေကမူးတာမူးတာမှချာချာလေးအောင်မူးတာချာလေးအောင်မူးတော့အဲ့မှာဆေးရည်လည်းတောက်တယ်ပေါ့နော်ဆေးလည်းပြဆေးကမ်းနေလည်းတော့အားနဲ့မတိတ်မတက်တာဘူး2ရက်လောက်ဒါကြီးဖျားပြီးမူးပြီးတော့2ရက်လောက်မတက်တာဘူးအားနဲ့အောင်ကျော်အတူစေးမိမိစေအောင်ကျော်အတူစေးတောက်မယ်ဆိုပြီးတော့တောက်ကြည့်ရတောက်ကြည့်ရဟုတ်တောက်ကြည့်တော့ဘယ်လိုနေအောင်ညီမတောက်ကြည့်တော့ညီမဆေးကိုတစ်နေ့ကို3ချိန်တောက်တယ်မှန်မှန်လေးလည်းတောက်တယ်အဲ့မှာ3ရက်လောက်နေတော့တိတာတယ်မူးလာလေးကတက်တာလာတာအဲ့နဲ့တောက်မယ်ဆိုပြီးဆက်တောက်တော့ခါကျတော့10ရက်လောက်လဲတောက်လဲပြီးတော့လုံးဝမူးတာပျောက်သွားတယ်လုံးဝမမူးတော့ဘူးဟုတ်လုံးဝမမူးတော့ဘူးဟုတ်ပြီးတော့ဆွဲလဲတောက်တယ်ဆိုတော့ညီမပြီးရောညီမအလှပြင်ဆိုင်အလှပြင်ဆိုင်ပေါ့နော် beauty salon လည်းဖွင့်ထားတော့ညီမတို့ကအမြဲတမ်းဒီခေါင်းတွေလျှော်ရတယ်ရေတွေကန်ရတယ်ပေါ့နော်ပြီးတော့အာရုံလေးလည်းစိုက်ရတယ်ပေါ့အလှပြင်တဲ့ဘိုင်းမှာကြာလဲအာရုံစိုက်ရတော့ခါကျတော့ဒီမိမိစီအာရုံကျော်အာရုံစီကိုအမြဲတမ်းလေးတောက်တော့လုပ်ငန်းကိုင်ရနေတယ်လုံးလုံးကောင်းတယ်ဘာမှသိပ်ပြီးတော့မဖြစ်ဘူးဟုတ်ကဲ့တကယ်ကိုကောင်းတဲ့ဆေးပါအာရုံကျော်အာရုံစီလေးရလေဟုတ်ကဲ့ဆက်အေးပတ်လို့ရှိရင်လက်ကလည်းလေးနည်းနည်းအဲ့လိုထုံတာကျင်တာလေးတွေလည်းဖြစ်ချင်တယ်ဟိုရင်တော့တောက်ပြန်ကြလေအခုအာရုံကျော်အာရုံစီကိုညီမတောက်လာတာဆွဲပြီးတောက်လာတာ9လလေးပေါ့နော်9လလေးရောက်သွားတဲ့နောက်ပိုင်းမှာလုံးဝထုံတာကျင်တာလည်းမဖြစ်တော့ဘူးခေါင်းမူကလည်းမရှိဘူးအေးလေးမပတ်လွယ်တော့ဘူးရင်တော့ဆိုရင်အေးပတ်လွယ်တယ်တခုခုဆိုလို့ရှိရင်အခုဆိုစောင်းမပိုင်းလေးရောက်လာပြီအဲ့ဒါဆိုရင်နည်းနည်းအေးလာပြီပေါ့ရာသီကအဲ့ဒါဆိုလေဒီအောင်ကျော်အာရုံစီတောက်နေတာဖြစ်တဲ့အတွက်ကအရင်ကမှဟိုတိတ်မဖြစ်တော့ဘူးအဆင်ပြေ